ခေါင်းဆောင်ကောင်းဆိုတာရောင်ရင်တိတ်တိမ်စိတ်ရှိဖို့လိုတယ် ဒါကတော့ကျုပ်ရဲ့သားအတွက်ကံသာရသေးရုံဒါကကျုပ်ရဲ့သားအတွက်ချောင်းသာအဇူရာဘိဟိုတယ်ဒါကကျုပ်ရဲ့သမီးအတွက်ရုပ်ရှင်ထုတ်လို့ရေးဒါလည်းကျုပ်ရဲ့သမီးအတွက်ပဲရန်ကုန်က Everfit ဂျင်ဒါကတော့ကျုပ်ရဲ့သားအတွက်ရန်ကုန်စားတော့ဆိုင်နဲ့ပကြီးပြားကန်ဒါအပြင်ကျုပ်ရဲ့သားအတွက် AMM မဟာစေဝါကုမ္ပဏီနဲ့ငင်းညမ်းပြည်စုံကုမ္ပဏီကိုထူထောင်ပေးထားပါတယ်ကျုပ်ရဲ့ချွေးမအတွက်ကတော့အောင်မြင်သူအိမ်ချိုင်မြေလုပ်ငန်းထူထောင်ပေးထားပါတယ်ပြီးတော့ကျုပ်မှာမိုင်တဲ့ကုမ္ပဏီလည်းရှိပါသေးတယ်ကျုံမိန်းမအတွက်ကတော့ Gucci 8တွေ LV 8တွေထဲလဲကင်နိုင်အောင်ဝယ်ပေးထားပါတယ် ခေါင်းဆောင်ကောင်းဆိုတာရောင်ရင်တိတ်တိမ်စိတ်ရှိဖို့လိုတယ်